ပြန်ကြည့်တက်ပြီးရဲ့နောက်ပိုင်းမှာဘလို့လောက်ရမယ်ဆိုတဲ့ကိစ္စကိုဆုံးဖြတ်ချက်ခိုင်မာချနိုင်တယ်အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကိုစောလင်းပါပါမင်္ဂလာပါကျွန်တော် TNT ရပြီးခဲ့တဲ့ February မှာ MCC မှာ MCC မတက်ခင်မှာTNT အကြောင်းဆိုတော့ကျွန်တော်ဘာမှမသိခဲ့ဘူးဒါပေမဲ့ TNT လည်းတက်ပြီးပြီဆိုရင်ကျွန်တော်တို့ကကိုပြင်ဆင်ရမယ့်အချက်တွေကိုကောင်းကောင်းသိလာတယ်ဒီနေ့မြတ်ဆက်လီလာရှိကျွန်တော်ဘလို့လောက်ရမယ်ဆိုတဲ့ကိစ္စကိုခိုင်မာသိလာတယ်အဲ့တော့ကျွန်တော်တို့ရှေ့ဆက်သွားရမယ်အနာဂတ်အတွက်ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တွေခိုင်မာချနိုင်လို့ရတယ် TNT ကကျွန်တော်တို့ပြောလို့မရနိုင်တဲ့အကြောင်းကိုရရှိခဲ့ရခင်တော့ကျွန်တော်ကလမ်းစာပြောင်းနေတဲ့လူတယောက်ပေါ့နော်ရှေ့ဆက်ပြီးဘာလုပ်ရမလဲဆိုတာလည်းမသိဘူးဒါပေမဲ့လုပ်ချင်တာတွေရှိတယ်လုပ်ချင်တာတွေကများနေတယ်ဒါပေမဲ့ကိုလုပ်ရမယ့်အဓိက target ကဘာလဲဆိုတာကိုကြက်သားတဲ့ဆုံးဖြတ်ချက် decision ကျွန်တော်မချနိုင်ဘူးအဲ့တော့ TNT တက်ပြီးရဲ့နောက်ပိုင်းမှာဘယ်လိုလုပ်ရမလဲဆိုတဲ့ကိစ္စကိုဆုံးဖြတ်ချက်ခိုင်မာချနိုင်တယ်အဲ့ဒီလမ်းကြောင်းကိုသွားဖို့ရတဲ့ daily plan တွေနောက်ပြီးတော့ monthly plan တွေပို့ကောင်းတဲ့အစင်လိုက်ပေါ်ထွက်လာတွေ့ရတယ်ဒါဆရာရဲ့ကျေးဇူးပါဒီနေ့ကလည်းအခုဒီရရ